အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တုံတူအီအီနဲ့အရန်ကိုနူးညံ့ပြီးတော့မှဆက်လုပ်ကောင်းတဲ့ကြက်ဥရှင်တွေပေါင်းလေးလုပ်ပြမှာဖြစ်ပါတယ်။ပေါ်ပစ္စည်းကလည်း၄မျိုးတည်းရဲ့ဒီမှာတော့ကြက်ဥနှလုံးသုံးထားတယ်ပြီးစားပါမယ်တကြားပါမယ်ပြီးတော့ရေနွေးပေါ့နော်။အရင်ဆုံးခွက်တစ်လုံးတည်းကိုကြက်ဥနှလုံးဖောက်ထည့်ပြီးတော့မှစားပေါ့နော်စားအနည်းငယ်ပဲထည့်ပြီးတော့မှခောက်ထားလိုက်ပဲကြေတဲ့အထိပေါ့နော်နာလေးကြေတဲ့အထိခောက်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ပုတ်ဆိုတဲ့ရေနွေးပေါ့နော်အဲ့ဒါကိုကျတော့ကြက်ဥရဲ့တစခွဲလောက်ပေါ့နော်မှန်းပြီးတော့မှထည့်လိုက်တယ်ပြီးရင်အချိုပေါ့နော်အချိုကကျတော့ဒီမှာတစွန်းပဲထည့်တယ်ကြလို့ကိုအချိုအရန်ကြိုက်တယ်ဆိုလို့ရှိရင်တော့2စွန်းလောက်ထည့်ပေါ့နော်ဒီမှာတော့1စွန်းနဲ့ပဲတကြက်1စွန်းပဲထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့နာလေးခောက်ရပါပေါ့နော်အားလုံးကြေပြီးတော့မှသမသွားတဲ့အထိခောက်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးမှဒီလိုမျိုးလေးအမြုပ်တွေအများကြီးထလာတဲ့အထိပေါ့နော်အဲ့လိုခောက်ပြီးတော့ပြီဆိုလို့ရှိရင်စကားလေးနဲ့စစ်ချလိုက်ပါမယ်စကားနဲ့စစ်တော့ဒီအမြုပ်တွေဖယ်ရရလဲတက်တာတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီကြံနေတဲ့ဟာလေးပါအကုန်လုံးပါသွားတော့အဆင်ပြေတယ်ပြီးရင်စစ်ပြီးလို့ရှိရင်ဒီခွက်ထဲမှာကြံနေတဲ့ဒီအမြုပ်တွေပေါ့နော်အဲ့ဒါပါအလုံးဖယ်ထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဖုံးလေးအုပ်ပြီးတော့ပေါ့နော်ဒီဟာမရှိလဲပကံပြားလေးနဲ့ပြစ်ပေါ့နော်အဲ့လိုအုပ်ပြီးတော့မှရှင်နွေးပုတ်ဆူထားတဲ့ရှင်နွေးအိုးတွေကိုပေါင်းမှာဖြစ်ပါတယ်ဒီထဲပေါင်းတာကိမတော့10မိနစ်နဲ့15မိနစ်ပေါင်းတယ်ပေါ့နော်10မိနစ်လောက်နေတဲ့အခါကျတော့ဒီတုံးနဲ့ထိုးကြည့်လိုက်တဲ့အခါမှာပေါ့ပါမလာတော့ဆိုလို့ရှိရင်ကြက်ပြီးတိုင်းမဲ့ကိမသေးချအောင်ပေါ့နော်နောက်ထပ်5မိနစ်ထပ်ပေါင်းတယ်ဒါတော့တွားကြထိုးတယ်မရှိတော့ပေါ့နော်နည်းနည်းတော့ကကြီးနေတယ်အဲ့လိုမျိုးထိုးကြည့်လိုက်လို့ပါမလာတော့ဘူးဆိုလို့ရှိရင်ကြက်ပြီပေါ့နော်ဒါဆို10မိနစ်ပေါင်းပြီးတော့စမ်းထားတာအဲ့တော့ဒီမှာနောက်ထပ်5မိနစ်ထပ်ပေါင်းတယ်ပေါ့နော်တေချာပြီးလို့ရှိရင်အိုးပေါ်ချပြီးတော့မှအဖုံးဖွင့်လိုက်တဲ့အခါမှာပေါ့နော်ဒီလိုမျိုးလေးပေါ့နော်အရင်ကိုစားခြင်းစပွဲလေးတုံတုတ်အီလေးနဲ့ရပါပြီဒီတိုင်းစားလို့ရပါတော့ဒီမှာကျတော့အတွန်းလိုက်လေးပေါ့နော်လှလှလေးစားခြင်းလို့လိုမျိုးဒါနဲ့ထပ်ပြခွဲထားပါတယ်အရန်ညီတာပဲလိုမျိုးလေးရန်စားကောင်းတာနူးညံ့နေပဲဒီမှာမီးကြီးနဲ့တခါလဲကုံတော့မှာပေါ့နော်ဟိုကကြိုက်တော့ရန်စားလို့ကောင်းပါတယ်အမျိုးသားတော်ပြောတယ်ဆိုင်မှာဝယ်စားရတယ်တူတူပဲတဲ့ကဲလို့ရလဲလွယ်တယ်ဒီမှာရှိတဲ့ဟာလေးနဲ့အလွယ်တကူလို့ရတာမို့လို့လိုက်ပြလို့စားကြည့်ကြပါလို့ဗီဒီယိုဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ပြီးတော့ချန်ပီယံတွေ့ကြမယ်နော်အားလုံးပဲတတာ